ကုမ္ပဏီရဲ့အစည်းအဝေးတစ်ခုမှာဥက္ကဋ္ဌကကျွန်တော်ကိုပြီးခဲ့တဲ့3လအတွင်းအမျက်ငွေတန်း100ရှာပေးနိုင်ခဲ့လို့နှစ်ကုန်ဘောနက်ယွမ်3သိန်းပေးမယ်လို့ကတိပေးခဲ့ပါတယ်ကျွန်တော်ကတာမန်မိသားစုကလာတာဆိုတော့ဒီပတ်စံနဲ့အမေအတွက်အစစ်အမြစ်ကိုက်ပြောက်စေအဖေအတွက်အနှိတ်ကလထိုင်တွေကိုအွန်လိုင်းကနေကြိုးမှာထားလိုက်ပြီးလစာထုံးမဲ့နေ့ကိုမျှော်လင့်ချက်ကြီးစွာနဲ့စောင့်နေခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းလစာဝင်တဲ့ message ကလည်းဝင်လာရောယွမ်3သိန်းမဟုတ်ပဲ3000ပဲဝင်လာတာကိုတွေးလိုက်ရပါတယ်တုံညတွေမှားနေလားဆိုပြီးထက်ခါရေတွက်ကြည့်ပေမဲ့3000ပဲဖြစ်နေလို့ကျွန်တော်10မိနစ်လောက်ကြောင်းသွားခဲ့ပါတယ်ချက်ချင်းပဲမန်နေဂျာစီသွားမေးတော့သူကဥက္ကဋ္ဌဘာပြောသူ့စီရောက်လာတဲ့ခွင့်ပြုချက်စာရွက်မှာ3000ပဲပါလို့3000ပဲလွှဲတာမကျေနပ်ရင်သွားတိုင်လို့ရိုင်းဆိုင်တုတ်ပြန်ပါတယ်စာရွက်ကိုကြည့်ချင်တယ်ဆိုတော့လေဒါငါရဲ့စပိုင်စီကိစ္စဆိုပြီးပေးမကြည့်ပါဘူးအဲ့ဒီအချိန်မှာပဲဒီကုမ္ပဏီပေါ်ထားတဲ့ကျွန်တော်ရဲ့တန်ရောစင်တွေအကုန်ပြတ်သွားခဲ့ပါတယ်ကျွန်တော်စပွဲကိုပြန်လာပြီးအလုပ်ထွက်စာချက်ချင်းရေးလိုက်ပါတယ်ဘာအကြောင်းပြချက်မှတေချာမရေးတလို့ကျေးဇူးတင်စကားလည်းတခုံးမှမထည့်ပဲလက်မှတ်ထိုးလိုက်ပါတယ်ပြီးတာနဲ့အလုပ်ထွက်စာကိုကျွန်တော်ရဲ့အထက်လူကြီးဒါရိုက်တာမမစီသွားပေးလိုက်ပါတယ်သူကလန့်သွားပြီးကုမ္ပဏီဘက်ကအမှားယွင်းဖြစ်တာနေမှာပါသူသွားမေးပေးမယ်ဆိုပြီးချုပ်ပြောပေမဲ့ကျွန်တော်ကလက်မခံပါဘူးတန်းတရာအမျက်ရှာပေးတဲ့သူကို3000ပဲပေးတာအမှားယွင်းမဟုတ်ဘူးတက်လောက်တာလို့ပဲကဲတိုးပဲပြောချလိုက်တယ်ကုမ္ပဏီကမင်းကို3နှစ်တောင်ပြုစုပြောထောင်ပေးထားတာလို့ပြောလာတော့ကျွန်တော်လည်းဒေါသထွက်သွားပါတယ်ကျွန်တော်အချိန်ပိုရေးစင်းပြီးခမည်းနာမည်တက်ဖို့ report တွေရေးပေးနေတော့ငါခင်ရဖယ်မှာလည်းအခုမှလာပြီးပြုစုပြောထောင်တယ်လာမပြောနဲ့လို့ပြန်ပြောလိုက်ပါတယ်သူလည်းဒေါသထွက်ပြီးကျွန်တော်ကိုအစားထိုးစရာလူတွေအများကြီးပဲလို့အော်ဆဲပါတော့တယ်အဲ့ဒါဆိုလဲအဲ့လူတွေအတွက်နေရာဖယ်ပေးတာပေါ့ဆိုပြီးကျွန်တော်လည်းထွက်လာခဲ့ပါတယ်အဲ့ဒီဒရိုက်တာကအလုပ်ထွက်စာကိုဖျောက်ဖျက်ပြစ်မှာဆိုလို့ဥက္ကဋ္ဌရဲ့တွင်းရေးမှုမလေးစီကိုတွားပြီးနောက်ထပ်မိတ္တူတစ်ခုအပ်ခဲ့လိုက်ပါတယ်ပြီးတာနဲ့ပစ္စည်းတွေတင်ပြီးကုမ္ပဏီကနေထွက်လာခဲ့လိုက်တယ်အပြင်ရောက်တော့အကဖုန်းဆက်ပြီးဘာလို့ချက်ချင်းထွက်တာလဲဆိုပြီးရွတ်ပင်မဲ့ကျွန်တော်ဂရုမစိုက်ပဲဖုန်းချပြီးအိမ်ကိုပဲတက္ကစီငါပြန်လာခဲ့လိုက်တယ်3နှစ်တာပေးဆက်ခဲ့သမျှခွေးကျွေးလိုက်ပြီးလို့ပဲသဘောထားလိုက်တော့တယ်အိမ်ရောက်လို့ပင်ပန်းပြီးဆိုဖာပေါ်လဲနေတော့ဖုန်းဝင်လာပါတယ်နံပါတ်စိမ်းတစ်ခုမှမကင်ချင်ပေမဲ့ဇွဲကောင်းနဲ့စက်တိုက်မိနေလို့ကင်လိုက်ပါတယ်ကင်လိုက်တော့ကုမ္ပဏီဥက္ကဋ္ဌဖြစ်နေပါတယ်ဥက္ကဋ္ဌကနိုင်ငံခြားကနေပြန်ရောက်ချင်းကျွန်တော်အလုပ်ထွက်မယ်ဆိုတာကြားလို့ဒေါသတကြီးနဲ့လှမ်းဆဲတာပါဒရိုက်တာမမကကျွန်တော်ကိုဘောနက်ကိစ္စလေးနဲ့အလုပ်ထွက်တယ်ဆိုပြီးဥက္ကဋ္ဌစီသွားနိုင်ထားတာပါအဲ့ဒီမှာဥက္ကဋ္ဌကဒေါသတကြီးနဲ့မင်းကိုဆက်နေစေချင်လို့ငါကိုယ်တိုင်ယွမ်3တန်းတောင်ဘောနက်အဖြစ်ချပေးခဲ့တာမင်းဦးနောက်ထဲရေဝင်နေလားလို့အော်ပြောလိုက်တဲ့အချိန်မှာကျွန်တော်စွန့်သွားပါတယ်ယွမ်3သိန်းတောင်မဟုတ်ဘူး3တန်းနဲ့အဲ့ဒီကြမှာကျွန်တော်အကြောင်းစုံကိုရိပ်မိသွားပါတယ်ဥက္ကဋ္ဌချပေးလိုက်တဲ့ယွမ်3တန်းက3000ပဲကျန်တော့တာဆိုတော့ဂျားထဲမှာဘာဖြစ်သွားလဲဆိုတာကျွန်တော်သိလိုက်ရပါတော့တယ်ကျွန်တော်ဖုန်းထဲကိုဖုန်းတကောဝင်လာခဲ့တယ်ကြည့်လိုက်တော့ကျွန်တော်အရင်ကုမ္ပဏီရဲ့အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ချမ်းကြီးဂရုက HR ခေါင်းဆောင်ဖြစ်နေပါတယ်သူကကျွန်တော်ဥဆောင်ခဲ့တဲ့ project ကိုသဘောကျလို့ဆိုပြီးသူတို့စီမှာအလုပ်လာလုပ်ဖို့ကန့်လန့်တာပါအပြင်ဘက်မှာဟန်ချနေပေမဲ့အတွင်းမှာပုတ်ဟောင်နေတဲ့အရင်ကုမ္ပဏီကိုပြန်မသွားတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ကျွန်တော်ကသူ့ရဲ့ကန့်လန့်မှုကိုပြုံးပြီးလက်ခံလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအရင်ကုမ္ပဏီရုံးချုပ်ရဲ့ဥက္ကဋ္ဌရုံးခန်းထဲမှာတော့ဥက္ကဋ္ဌချင်းချမ်းတယောက်ဒေါသတွေထွက်ပြီးပောက်ကွဲနေပါပြီသူမဖုန်းထဲကဘဏ္ဍာရေးဌာနကိုခွင့်ပြုချက်ပေးခဲ့တဲ့ email ကိုပြန်ဖွင့်ကြည့်လိုက်တယ်အဲ့ဒီ email မှာကျွန်တော်အတွက်စုကြေးငွေယွမ်3တန်းကိုအတိလင်းလက်မှတ်ထိုးခွင့်ပြုထားတာပါဒါပေမဲ့သူမပြည်ပကနေပြန်ရောက်ချင်းပဲကုမ္ပဏီရဲ့ထောက်တိုင်ဖြစ်တဲ့ကျွန်တော်ကအလုပ်ထွက်သွားတယ်ဆိုတော့ဘလို့မှနားမလည်နိုင်ဖြစ်နေကြတာပေါ့ဒါနဲ့ပဲဥက္ကဋ္ဌကဘဏ္ဍာရေးမန်နေဂျာဟယ်မေနဲ့ဇိုးဝေတို့ကိုရုံးခန်းထဲချက်ချင်းခေါ်လိုက်တယ်ဟယ်မေကတော့ဥက္ကဋ္ဌကသူ့ကိုချီးကျူးတော့မယ်ထင်ပြီးပြုံးဖြီးနဲ့ဝင်လာတာပါ